အားလုံးပဲမင်္ဂလာပါခင်ဗျာဘန်ကောက်မှာဆိုရင်နောက်ဆုံးထွက် fashion brand တွေဝယ်လို့ရတဲ့ shopping center ကြီးတွေကနေစလို့လမ်းဘေးဈေးဆိုင်တွေနဲ့ခင်းရောက်တဲ့ဈေးတွေအများကြီးရှိတဲ့အထက်ကဒီနေ့မှာတော့ထူးခြားတဲ့ဈေးတစ်ခုကိုခေါ်သွားပေးပါမယ်ဗျဒီဈေးကတော့ထိုင်းရိုးရအဝတ်အစားတွေထိုင်းပိုးတယ်နဲ့ပတ်သက်တဲ့အထည်တွေအဓိကထားပြီးရောင်းချတဲ့ဈေးတစ်ခုဖြစ်ပါတယ်ဗျဈေးနာမည်ကတော့ DOCM Plaza ဖြစ်ပါတယ်ဗျဒီဈေးထဲမှာဘလို့အဝတ်အစားတွေဝယ်လို့ရတယ်ဘလို့သွားရောက်နိုင်မယ်ဆိုတာကိုအခုဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါအောင်ဗျ DOCM Plaza ကိုလာမယ်ဆိုရင်အနည်းဆုံးရထားဘူတာက MRT အပြာလိုင်းရဲ့စံမြော့ဘူတာပါဘူတာရဲ့ exit number 3ကနေထွက်ပြီးတော့အရှိတ်ဘက်ကိုနည်းနည်းလေးလမ်းလျှောက်လမ်းစုံကနေလမ်းကူးလိုက်တာနဲ့ DOCM Plaza ကိုရောက်ပါမယ်ခင်ဗျဒါကတော့ဖောင်းဟူရက်ဈေးကက်ရက်ကနေမြင်ရမယ်ဈေးရုံကြီးရဲ့မြင်ကွင်းပုံရိပ်ပါသူကအဆောက်အဦနှစ်ခုလိုပုံစံဖြစ်နေတာမို့ MRT ဘက်ကနေလာတဲ့အချမ်းမှာဝတ်အစားတွေရှိမနေပါဘူးဖောင်းဟူရက်ဈေးဘက်ကအဆောက်အဦထဲမှာဝတ်အစားတွေကိုကြည့်ရမှာပါကျွန်တော်ကတော့ bit စီရှိတဲ့ဘက်ကနေဖြတ်ပြီးတော့ဒုတိယဓာတ်ကိုတန်းတက်ခဲ့ပါတယ်ဒုတိယဓာတ်မှာကတော့အဓိကအားဖြင့်ထိုင်းရိုးရဝတ်စုံတွေအထည်အလိပ်တွေကိုရောင်းပါတယ်ဗီဒီယိုထဲမှာမြင်ရမယ့်မြင်ကွင်းပုံရိပ်တွေကတော့ဒုတိယဓာတ်မှာရှိတဲ့ဆိုင်တွေရဲ့မြင်ကွင်းပုံရိပ်တွေဖြစ်ပါတယ်ဗျဒီပလာဇာမှာကတော့ဈေးဝယ်စင်တာရဲ့နာမည်အပြင်အစဉ်အတိုင်းပဲထိုင်းရိုးရပိုးတယ်တွေအထည်သားတွေနဲ့ထိုင်းဝတ်စုံအမျိုးမျိုးကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်ဆိုင်ငန်းပေါင်းရာနဲ့ချီရှိပြီးတော့အများစုကထိုင်းရိုးရဝတ်စုံနဲ့အလှဆင်ပစ္စည်းတွေကိုရောင်းချတဲ့ဆိုင်တွေပါဒီတဲကဆိုင်တွေမှာက ready made ချုပ်ပြီးသားအထည်တွေရှိသလိုကိုကြိုက်တဲ့အဝတ်အစားဒီဇိုင်းတွေ့ရင်စိတ်ကြိုက်အယောင်အထည်အသားတွေရွေးပြီးတော့ကိုယ့်ရဲ့ကိုယ်တိုင်းနဲ့လည်းချုပ်ခိုင်းလို့ရပါတယ်ဗျကိုယ့်ရဲ့ကိုယ်တိုင်းနဲ့စိတ်ကြိုက်ချုပ်မယ်ဆိုရင်တော့နေချင်းပြီးမရနိုင်ပါဘူးသူတို့ရက်ချင်းပေးပြီးတော့အထည်ပြန်လာရွေးဖို့ပြန်ချင်းတက်ပါတယ်ဗျထိုင်းမှာပွဲသက်အခမ်းအနားတွေတွားဖို့ရှိလို့ထိုင်းဝတ်စုံကောင်းကောင်းလိုချင်တယ်ဆိုရင်ဒီပလာဇာကိုတွားကြည့်သင့်ပါတယ်အဆောက်အဦကလေးဓာတ်ပုံစံအဆောက်အဦဖြစ်ပြီးတော့ရှေးဟောင်းပုံစံအဆောက်အဦကိုမှတရရတန်တန်ရှင်းရှင်းအဲကွန်အေးအေးလေးနဲ့ဈေးဝယ်ထွက်နိုင်မယ်ပလာဇာတစ်ခုဖြစ်ပါတယ်ဗျကျွန်တော်ကဒုတိယဓာတ်ကိုတန်းပြီးတော့တက်လာတာမို့မြင်ကြီးဓာတ်နဲ့တတိယအထက်ကိုဗီဒီယိုရိုက်မပြဖြစ်တော့ပါဘူးဗျမြင်ကြီးဓာတ်မှာဆိုရင်ထိုင်းရိုးရအဝတ်အစားဆိုင်တွေရှိသလိုအဝတ်အစားတွေနဲ့တွဲပြီးတော့ဝတ်ဖို့တင့်တော်တဲ့ဖနက်တွေလက်ကင်အိတ်တွေလက်ဝတ်လက်စားတွေနဲ့ accessory ရောင်းတဲ့ဆိုင်လေးတွေလည်းအများကြီးရှိပါသေးတယ်တနေရာထဲမှာ one stop အကုန်ရနိုင်တယ်လို့ဆိုနိုင်ပါတယ်ဗျမြင်းကြီးတက်ထဲမှာ street food ဈေးဆိုင်တန်းလည်းရှိပါသေးတယ်ထိုင်းရိုးရမုန့်တွေကိုအဓိကထားပြီးတော့ရောင်းတဲ့မုန့်ဈေးတန်းမှာအခုကျွန်တော်ဗီဒီယိုရိုက်ပြနေတဲ့အထက်ကနေအပေါ်နောက်တစ်ထပ်ကိုတက်လိုက်မယ်ဆိုရင်ထိုင်းကကုန်တိုက်တွေရဲ့ထုံးစံအတိုင်းဖူကော့တစ်ခုရှိပါမယ်ဈေးဝယ်ထွက်ရင်းနဲ့ဘိုက်စာလာရင်စားဖို့အတွက်ဆိုင်တွေစုံစုံလင်လင်ရှိပြီးတော့အတော်လေးကိုအဆင်ပြေတဲ့ဖူကော့လို့ဆိုရပါမယ်ဗျဒါအပြင်ကုန်တိုက်ထဲမှာ Starbucks Coffee ဆိုင် KFC အပါအဝင်စားတောက်ဆိုင်တချို့လည်းရှိပါသေးတယ်ဗျDOCM Plaza ကဘန်ကောက်မြို့ဟောင်း area ထဲမှာရှိတာဖြစ်ပြီးတော့သူ့အနားမှာဆိုရင်လည်းနာမည်ကြီးစံဖိန်ဈေးဖားဟူရက်ဈေးတို့လိုဈေးတွေလည်းရှိပြီးတော့ထူးခြားတဲ့ဈေးတစ်ခုပါကျွန်တော်အခုနပြောခဲ့တဲ့ဈေးတွေကိုလမ်းလျှောက်သွားရုံနဲ့တင်လည်းရောက်ပါတယ်ကုန်တိုက်ကတော့လူတိုင်းစိတ်ဝင်စားမယ်ကုန်တိုက်မျိုးမဟုတ်ပေမဲ့ထိုင်းရိုးရဝတ်စုံတွေဝယ်ဖို့ရဖို့ရှိတယ်ထိုင်းရိုးရဝတ်စုံတွေစိတ်ဝင်စားတယ်ဆိုရင်တွားကြည့်တဲ့ဈေးတစ်ခုအဖြစ်နဲ့ညွှန်ပေးကြပါတယ်ဗျ